မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတန်းသတင်းကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြေအွန်လိုင်းနဲ့စစ်တပ်ကျူးလွန်သောစစ်ရာဇဝတ်မှုများကိုအရေးယူနိုင်ရေးဒီမောနိုင်ငံကတရားဥပဒေကြောင်းအရစုံစမ်းစစ်ဆေးရန်အမှုစားတင်ဖို့လက်ခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီမိုလက်စတေးနိုင်ငံရှိတရားစီရင်ရေးအာဏာပိုင်များကအကြံဖက်စစ်ကောင်ဆောင်မြောင်လိုက်ပါဝင်မြန်မာစစ်တပ်ကကျူးလွန်သောစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုတရားဥပဒေကြောင်းအရအရေးယူဆောင်ရွက်နိုင်ရေးစုံစမ်းစစ်ဆေးမှုများကိုစတင်လက်ခံမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။အာဆီယံဖွဲ့ရနိုင်ငံဖြစ်သောဒီမောနိုင်ငံကအခြားအာဆီယံဖွဲ့ရဖြစ်သောမြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်များကိုဥပဒေရေးရာအရေးယူမှုစတင်လှုပ်ဆောင်ခဲ့သောပထမဆုံးဖြစ်ရဖြစ်ကြောင်းဒီမောလက်စတီမြို့ DD တွင် Chin Human Rights Organization CHRO ကလွန်ခဲ့သည့်နှစ်ဖက်ခန့်ကတင်သွင်းခဲ့သောအမှုဖိုင်ကိုစုံစမ်းစစ်ဆေးရန်ဒီမောအစိုးရရှိနေသူကိုလည်းခန့်လိုက်ကြောင်းသိရှိရပါတယ်။ CHROE အမှုဆောင်ဒါရိုက်တာစလိုင်းဆက် UK ဒီလိုလုပ်ရက်ကိုကျွန်တော်ကြိုဆိုပါတယ်ချင်းလူမျိုးများသားမကမြန်မာပြည်သူအလုံးအတွက်တရားမျှတမှုရရှိရေးကိုရည်ရွယ်ပြီးဒီမောနိုင်ငံအာဏာပိုင်များဒေသခံလူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်ပါတယ်ဒီမောနိုင်ငံရဲ့တမိုင်းနောက်ခက်နဲ့လွယ်လည်ရေးရယူရမှာခန်းစားခဲ့ရတဲ့ဒုက္ခတွေကြောင့်မြန်မာပြည်သူတွေကိုဆီယနာရှင်ကနေစဉ်နီးပါအကြံဖက်မှုတွေကျူးလွန်နေတာကိုသူတို့အထူးနားလည်မှုရှိပါတယ်ဟုပြောကြားခဲ့ပါတယ်ဒီမောနိုင်ငံကယင်ကြီးတော့လက်ခံလိုက်ခြင်းမှာမြန်မာစစ်တပ်ကကျင်းပခဲ့သောအတူရောင်ရွေးကောက်ပွဲကိုအာဆီယံအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်တစ်တင်ရှုတ်ချနေတဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။အာဆီယံအဖွဲ့ကမြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုစောင့်ကြည့်သူများမပေါ်ပဲအဆိုပါရွေးကောက်ပွဲကိုတရားဝင်မှုမပေးချောင်းပြပြသားသားထုတ်ဖော်ခဲ့ပါတယ်။ CHRO ကိုစားပြုသောဒီမောနိုင်ငံရှိနေအဖွဲ့ဖြစ်သည့်ဒါစီဘာတေရှေယာ in Associates NDA မှဟိုစေတေရှေယာကဒီမောနိုင်ငံအတွက်တရားရေးမနိုင်ကအရေးကြီးဆုံးဖြစ်ပါတယ်။တရားစီရင်ရေးစနစ်ရဲ့လွတ်လပ်မှုကိုအပြည့်အဝလေးစားရမယ်။ဥပဒေလုပ်ငန်းစဉ်ကတိုးလန့်ကြောင်းအတိုင်းဆက်သွားရမယ်။မြန်မာစစ်အာဏာရှင်အပါအဝင်ပြည်ပဘက်မှဝင်ရောက်ဆက်ဖက်မှုအလုံးကိုကျွန်တော်တို့ပြပြသားသားပေးချပါတယ်ကိုပြောကြားခဲ့ပါတယ်။ CHRO ကတင်သွင်းထားသောအမှုတွဲဖိုင်တွင်ကိုဝင်ရှိနေတဲ့အမျိုးသမီးတဦးကိုအုပ်စုဖွဲ့မတင်ခြင်းမှုလူ10ဦးကိုတပ်ဖြတ်ခဲ့တဲ့အမှုများသတင်းစာဆရာတဦးနှင့်အသက်73နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ဘာသာရေးကောင်းဆောင်များကိုရည်ရွယ်၍တပ်ဖြတ်ခဲ့သည့်ဖြစ်ရများဆေးရုံကိုလေကြောင်းမှပုံကျဲတိုက်ခိုက်တဲ့အမှုအပြည်ပြည်ဆိုင်ရာဥပဒေအရကာကွယ်ထားရမည့်အရက်ပတ်အဆောက်အအုံများနှင့်ဖျားကြောင်များကိုတိုက်ခိုက်ခဲ့တဲ့အမှုများပါဝင်စစ်ရာဇဝတ်မှုများအတွက်ခိုင်လုံသည့်ထောက်ထားများပါဝင်သည်ဟုသိရှိရပါသည်မြန်မာ Accountability Project MAPE Director Chris Kenneth ကဒါဟာမြန်မာပြည်သူများရဲ့တရားမျှတမှုလွတ်လပ်မှုလူ့ခွင့်ဒုက္ခကိုရယူဖို့အလွန်ရှည်လျားတဲ့လန်ခီချေကအရေးကြီးတဲ့အဆင့်တစ်ခုပါအခက်အခဲတွေများပါလိမ့်မယ်ဒါပေမဲ့တရားမှုကတန်တရားမရှိဘဲအင်အားကြီးတဲ့သတင်းစကားတစ်ခုပို့လိုက်ပါတယ်မြန်မာပြည်သူတွေကအာဏာရှင်နဲ့အကြံဖက်မှုကိုစန့်ကျင်တဲ့သူတို့ရဲ့တိုက်ပွဲမှာတရားမျှတမှုနဲ့တာဝန်ယူမှုဟာမရှိမဖြစ်လိုအပ်တဲ့ဆိုတာကိုကြည်ကြသားသားပြောလိုက်ပါတယ်ဟုပြောကြားခဲ့ပါတယ်ဆက်လက်ပြီးတော့ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့အဖွဲ့ကိုမြေအွန်လိုင်းထွက်မသွင်းနိုင်သေးပဲလူမြင်ကွန်းမှပျောက်ကွယ်နေမှုတစ်ပတ်ကျော်ကြာမြင့်လာဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာလုံခြုံရေးကောင်စီအတွင်းရေးမှူးမတ်စတာဆာဂေရှိုင်းကိုဦးဆောင်သောရုရှားကိုယ်စားလှယ်အဖွဲ့ကိုအကြံပေးစစ်ကောင်ဆောင်မြေအွန်လိုင်းကတွေးဆုံနိုင်ခြင်းမရှိသေးပဲလူမြင်ကွန်းမှပျောက်ကွယ်နေသည်မှာတစ်ပတ်ကျော်ကြာမြင့်လာကြောင်းနေပြည်တော်စစ်ပေတဲ့ရင်းမြစ်ထံမှသိရှိရပါတယ်။ဖေဖော်ဝါရီလတရက်နေ့တွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံမှလုံခြုံရေးကောင်စီအတွင်းရေးမှူးမတ်စတာဆာဂေရှိုင်းကိုဦးဆောင်သောအဖွဲ့သည်နေပြည်တော်သို့ရောက်ရှိလာပြီးအကြံပေးစစ်ကောင်ဆောင်မြောက်လိုင်းနှင့်တွေ့ဆုံရန်မူလကလေးကစီစဉ်ထားခဲ့ကြောင်းတိုးရတွင်ဖေဖော်ဝါရီလ2ရက်နေ့မြောက်လိုင်းတွေ့ဆုံနိုင်ခြင်းမရှိသေးပဲမြောက်လိုင်းလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တမနာယုံဝန်ကြီးဌာနတည်ဝန်ကြီးတအောင်ဆန်းကာကွယ်ရေးဝန်ကြီးပိုချုပ်ကြီးတအောင်ဆန်းတို့နဲ့တာတွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးမစ္စတာဆာဂေရှိုင်းကိုဆိုတာကတက်ချုပ်ကြီးနဲ့အင်မတန်မှရင်းနှီးတဲ့သူဖြစ်ပါတယ်။သူရောက်တယ်ဆိုရင်အရင်ဆုံးကတော့တက်ချုပ်နဲ့အမြင့်အရင်သွေးတွေရှိပါတယ်။အခုတစ်ခေါက်တော့ဦးတင်အောင်စံနဲ့ပိုချုပ်ကြီးမောင်အေးတို့နဲ့အရင်သွေးတာထိုးချချက်ပေါ့။ကျွန်တော်တို့ဒီတလောက်တော့မစ္စတာဆာဂေရှိုင်းကိုရဲ့ခရီးစဉ်ကနေပြီးတော့မှနေရာပေးနေမှာဖြစ်ပါတယ်။မိုလာခီးစံအတိုင်းဆိုဖေဖော်ဝါရီ3ရက်နေ့မှာပြင်လည်ထွက်ခွာမှာပါအခုတော့အသက်ချုပ်နဲ့မတွေ့ရသေးတော့ရက်တိုးနေမလားဒါမှမဟုတ်မတွေ့ရပဲပြန်သွားရမလားဆိုတာကတော့စောင့်ကြည့်ရမယ်ထင်ပါတယ်ယူနေပြီးတော့စစ်ပက်တဲ့င်းမြက်ကဆိုပါတယ်ရင်းအပြင်ယမန်နေ့ဖေဖော်ဝါရီလ2ရက်နေ့တွင်လူရန်အားသုံးစီဝန်ကျင်းပသောရရှားနိုင်ငံမှအစစ်မြစ်ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်းထပ်မံရောက်ရှိလာကြောင်းအဆိုပါအဖွဲ့တွင်
ရုရှားစစ်တပ်မှအရာရှိကြီးတချို့လဲပါဝင်ကြောင်းသိရှိရပါတယ်။အကြံပတ်စစ်ကောင်းဆောင်မြောင်လိုင်မှာလူမြန်ကွန်မထွက်တီမှာတည်တဲ့တပတ်ကျော်နေပြီဖြစ်ပြီးဇန်နဝါရီလ26ရက်နေ့မွန်လေးပိုင်းနေပြည်တော်တွင်မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်အမတ်ကြီးနဲ့တွေ့ဆုံမှုမှာလူမြန်ကွန်တွင်နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။မြောင်လိုင်မှာဇန်နဝါရီလ29ရက်နေ့မှဖေဖော်ဝါရီလ1ရက်နေ့အထိမြောင်လိုင်မှာအစည်းအဝေးများခမ်းနားများမသက်တော်ပဲလူမြန်ကွန်မှပြောက်ကွယ်နေခဲ့ခြင်းဖြစ်ပြီးမန္တလေးနန်းတွင်တို့ရောက်ရှိစဉ်ရှော့တိုက်တုံထိမှန်ခဲ့သည့်ဆိုတော့တည်င်းများလဲထွက်ပေါ်လျက်ရှိပါတယ်။ဇန်နဝါရီ29ရက်နေ့နဲ့4:30မိနစ်ခန့်တွင် Brave Warriors for Myanmar BWM အဖွဲ့ဦးဆောင်စီမံမှုဖြင့် No More Dictatorship NMD PDF အဖွဲ့ Shutdown မန္တလေးအဖွဲ့နှင့် Infinity အညာအဖွဲ့တို့ပူးပေါင်း၍လေပိုင်းတိုင်းစစ်ဌာနချုပ်လာပါခအတွင်းသို့တရားခွန်မရှော့တိုက်တုံ၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းရှော့တိုက်တုံများဖြင့်ပြစ်ခတ်ခြင်းမြောင်လိုင်မှာရတချေရန်အတွက်အလေးပိုင်းတိုင်းစစ်ဌာနချုပ်လာပါခသို့ခတ္တသေးခုနေချိန်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါအဖွဲ့များကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ငန်းစံမျိုးနယ်တွင်စစ်တပ်စစ်ကြောင်းရဲစခန်းနဲ့ထွေအုပ်ရုံးတို့ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအုပ်ပါဝင်ဆေးဦးတည်ဆုံပြီးတော်လန်ရေးပေါ်နှုတ်ဦးကြဆုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငန်းစော်မြို့နယ်တွင်အကြံပတ်စစ်တပ်စစ်ကြောင်းရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတအုပ်ပါဝင်ဆေးဦးတည်ဆုံပြီးတော်လန်ရေးပေါ်နှုတ်ဦးကြဆုံးခဲ့ကြောင်းပြည်တော်ဝန်ပျောက်ကြားတပွေမှသတင်းပြန်ကြားတာဝန်ခံရေးပေါ်နာကရန်ကုန်သတင်းဌာနသို့ပြောဆိုခဲ့ပါတယ်။ဇန်နဝါရီလ24ရက်နေ့နဲ့9နာရီကျော်ခန့်တွင်ငန်းစံမြို့ပေါ်မှထွက်လာသောအင်အား300ကျော်ပါစစ်ကြောင်းသည်စစ်ကြောင်းတစ်ခုခွေရဲ့စက်ပြချင်းရွာထဲကိုဝင်ရောက်လာကြောင်းထိုစစ်ကြောင်းကို DGYR မြင့်ချင်ခရိုင်တပ်ဖွဲ့တရင်စစ်တီငန်းစံမြို့နယ်ပါလာဖမန္တလေးခရိုင်တရင်ကနှင့်ပြည်တော်ဝန်ပျောက်ကြားတပ်ဖွဲ့မှရေးပေါ်များက2နာရီကြာပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်တိုက်ပွဲအတွင်းအကြံပတ်စစ်တပ်ဘက်မှရင်းမြင့်သုံးဦးပွေချင်းပြီးတေဆုံကတော်လန်ရေးပေါ်2ဦးလဲကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။အလားတူဇန်နဝါရီလ25ရက်နေ့နဲ့အစောပိုင်း2:30ခုမိနစ်ခန့်တွင်ငန်းစံမြို့နယ်အကြံပတ်စစ်တပ်တဆွေထားသောရေးစကန်နယ်ထွေရုံတို့ကိုတော်လန်တပ်ဖွဲ့များကတရားခွင်မှကြော်တိုက်တုံးနှလုံးပြေတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲအတွင်းအကြံပတ်စစ်တပ်ဘက်မှဗိုလ်တအုပ်ပါဝင်စစ်သား9ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။24ရက်နေ့ကငန်းစံမျိုးကနေခွင့်ရအား300ပါစစ်ကြောင်းကစစ်ကြောင်းတစ်ခုခွဲပြီးစစ်ပြချင်းရွာကိုဝင်ရောက်စီးနင်းလို့နနက်9နာရီကျော်ကစပြီးထိတွေ့တိုက်ပွဲဖြစ်တာတိုက်ပွဲ2နာရီကျော်ကြာတယ်။အေးတိုက်ပွဲမှာကျွန်တော်တို့မြင့်မြင်စစ်ခွေး3កောင်သေးပြီး5កောင်တင်ရရတယ်။ကျွန်တော်တို့ပြည်တော်ဝန်ပျောက်ကြားတပ်ဖွဲ့ကလည်းရေးပေါ်2ဦးမြင့်မြင့်စွာကြာဆုံးတယ်။အဲ့ဒီညမှာပဲကျွန်တော်တို့ကြာဆုံးရေးပေါ်2ဦးအတွက်လက်စားချေခြင်းတဲ့အနေနဲ့ငန်းစွန်ရေးစခန်းနဲ့ထွေအုပ်ရုံးကိုတရားခွင်မှရှော့တိုက်တုံးနှလုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။တလုံးကရေးစခန်းအတွင်းကြပြီးတလုံးကတော့လက်နက်တပ်အတွင်းကြတယ်။အတွင်းဘရေးသည့်တဲ့အရာတီးရတာကတော့ပိုအဆင့်ရှိတဲ့ကောင်းတကောင်အပါဝင်စစ်ကွေးခုနှစ်ကောင်တည်ဆုံးတဲ့ဟုပြည်တော်ဝန်ပျောက်ကြားတပ်ဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ခံရေးပေါ်နာကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုငန်းစံမျိုးနယ်ပါလာဖပြည်တော်ဝန်ပျောက်ကြားဖွဲ့ MMU People Defense Force SMK Group Scorpion Commando Local PDF နှင့်မျိုးပိုက်တာအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရေးပေါ်များထိခိုက်မရှိပြင်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။အခုလိုနောက်ဆုံးရောက်ထိတဲ့သတင်းများကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့ channel လေးကိုလည်း like subscribe လေးလုပ်သွားကြဖို့မမေ့ကြပါနဲ့ဦးနော်။အားလုံးပဲ share လန်းချမ်းမြေ့ကြပါစေရှင်။